2025အတွက်ဘာဘာဖန်ကာရဲ့သွေးထွက်အောင်မှန်တဲ့ဟောကိန်းများကဘာကြီးမှာကျွန်တော်တို့တေချာမရှင်းပြနိုင်တဲ့ကိစ္စတွေဆိုတာရှင်းနေပြီသားပါအခုကျွန်တော်ပြောမယ့်ကိစ္စလေးကလည်းဒီလိုတွေကတစ်ခုပေါ့လူချင်းမင်းတို့ဘာဘာဖန်ကာကိုကြားဖို့ကြတယ်မဟုတ်လားဗျဘာဘာဖန်ကာဆိုတာကတော့ဘူဂေးရီးယားကမျက်မမြင်ရှေ့ပြဟောဆရာမတူပါမြန်မာပြည်သက်တွေနဲ့လည်းတဲစိမ့်လာရတော့မဟုတ်ဘူးခင်ဗျသူမရဲ့ထူးဆန်းတဲ့အနာဂတ်သိမြင်နိုင်စွမ်းတွေကြောင့်ကဘာတွန်းကိုစိတ်ဝင်စားဖွယ်ဖြစ်စေခဲ့သူဆိုရင်လည်းမမှားပါဘူးတချို့ကသူမကို profile ပြုသူဖြစ်ယုံကြည်ကြပြီးတချို့ကတော့ကန်တီလို့ချက်ကန်းဆန်ဝတ်တို့ဟောတာပဲဆိုပြီးမယုံကြည်ကြပါဘူး။သူမရဲ့ဇာတိကိုဒူးဖော်ကြည့်တဲ့အခါ1912ခုနှစ်အော်တိုဘာလ3ရက်နေ့မှာအော်တိုမန်အင်ပါယာကစထရာမီကာမြို့မှာမွေးဖွားခဲ့ပြီးယခုသူမဇာတိကတော့မြောက်မက်ဆီဒိုနီးယားနိုင်ငံထဲမှာပါ။သူမရဲ့ငယ်ဘဝကတော့အတော်လေးခက်ခဲခဲ့ပါတယ်။သူမကလာမစီပွဲမွေးဖွားလာတဲ့ကလေးတူဖြစ်ပြီးရရွာရဲ့ထုံတန်းအစင်လာတွေရသူမသေမလားရှင်မလားအသက်ရှင်မှုအာမခံချက်မရှိသေးတာကြောင့်သူမကိုချက်ချင်းနာမည်မပေးခဲ့ပါဘူး။နောက်ဆုံးကြတော့မဟာဘေးမနေနိုင်တဲ့သစိမ်းတယောက်ကအန်ဒရိုမာဟာလို့နာမည်ပေးဖို့အကြံပေးပေမဲ့နာမည်ကသူခံယူဖို့အတွက်ကြီးကျယ်လွန်းနေဆိုပြီးဗန်ကယ်လီယာလို့ပြောင်းပေးလိုက်ကြပါရီ။ဒီနာမည်ကဂရိဘာသာကနေလာပြီးတရင်ကောင်းတဲဆောင်သူလို့အတိတ်ပဲရတယ်ခင်ဗျ။တကယ်တော့ထူးခြားတဲ့ပြည့်စင်တွေကသူမအသက်ငယ်စဉ်ကလေးကစတင်ဖြစ်ပျက်ခဲ့တာပါ။သူမအသက်12နှစ်အရွယ်မှာလေပြင်းမုန်တိုင်းကြီးတစ်ခုကသူမကိုမြောက်ပင့်ပြီးလေကွင်းထဲမှာထားပေးခဲ့တယ်လို့ဆိုကြတယ်ခင်ဗျ။သူမမိဘတွေကလည်းဘာဘာပြောင်းလို့လိုက်ရှာရင်းနဲ့ရက်အတန်ကြာတော့မှပဲဖုန်းတွေတဲတွေပေးပွားရင်းနဲ့မျက်လုံးတစ်ခုလုံးအလိတန်ကြောင့်ပျက်စီးတဲ့အခြေအနေနဲ့သူမကိုပြန်လည်ရှာတွေ့ခဲ့ကြပါရီ။အဲ့ဒီဖြစ်ရပြီးနောက်ပိုင်းမှာတော့မျက်စိအလင်းရောင်လုံးဝဆုံးရှုံးသွားခဲ့ပါရီ။မိသားစုငွေကြေးခက်ခဲမှုတွေကြောင့်လည်းကုသမှုကောင်းကောင်းမရခဲ့ပါဘူး။အဲ့ဒီဖြစ်ပျက်တွေကနေစပြီးသူမမှာလူသားတွေမသိနိုင်တဲ့အရာတွေကိုကြိုတင်သိရှိနိုင်တဲ့စွမ်းရည်တွေပေါ်လာတယ်လို့ဆိုပါရီ။မျက်စိမမြင်တဲ့အချိန်မှာသူမဟာအနာဂတ်ကိုမြင်တွေ့ရပြီးလူသားတွေမကြားနိုင်တဲ့အတန်တွေကိုကြားရတယ်လို့ပြောပါရီ။အစပိုင်းမှာတော့သူမရဲ့စွမ်းရည်ကိုရက်ရွာကသူတချို့ပဲတီးခဲ့ကြပေမယ့်နောက်ပိုင်းမှာတော့ဘူဂေးရီးယားနဲ့တခြားနိုင်ငံကလူတွေတောင်မှသူမစီကအကြံဉာဏ်တွေတောင်းခံလာကြပါရီဒုတိယကမ္ဘာစစ်ကာလအတွင်းမှာတော့ဘန်ဂါရဲ့ကုန်သတင်းဟာဘူဂေးရီးယားဘရင်ဆာဘော်ရစ်3အပါအဝင်အစိုးရအရာရှိကြီးတွေကတော့မှသူမစီလာရောက်တိုင်ပင်ကြတဲ့အထိကြော်ကြားလာခဲ့ပါရီသူကိုယုံကြည်သူတွေကဘန်ဂါဟာဝိညာဉ်တွေနဲ့ဆက်သွယ်နိုင်ပြီးကမ္ဘာပေါ်ကကတ်ဆိုးဖြစ်ရကြီးတွေကိုကြိုတင်ခန့်မှန်းနိုင်တဲ့ယောဂါတွေကိုတောင်အံ့ဩစရာကောင်းလောက်တဲ့အတီးအကျဖြည့်ရှင်းကုသပေးနိုင်တယ်လို့ယုံကြည်ခဲ့ကြပါရီဆိုဗီယက်နဲ့ဘူဂေးရီးယားသိပ္ပံပညာရှင်တွေကသူမရဲ့စွမ်းရည်တွေကိုလေ့လာစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြပြီးဘန်ဂါလူတွေရဲ့ဘဝဖြစ်ရပ်တွေကနေအစကမ္ဘာနဲ့ချီတဲ့ဖြစ်ရပ်တွေအတိအကျဟောကိန်းထုတ်နိုင်ခဲ့တဲ့ဆိုတဲ့သက်သေတွေကိုလက်ခံမှတ်တမ်းတင်ခဲ့ကြရပါတယ်။သိပ္ပံနည်းအတိအကျဖြည့်ရှင်းချက်တွေမရှိပေမဲ့သူမရဲ့စွမ်းရည်နဲ့ပတ်သက်ပြီးတန်တရားရှိသူတွေကတော့မှသူမရဲ့တချို့ဟောကိန်းတွေဟာစိတ်ထောက်ကြားစရာကောင်းလောက်အောင်မှန်ကန်နေတာကိုဝန်ခံခဲ့ကြရတဲ့အထီပါပဲ။သူမနဲ့ပတ်သက်ပြီးအကျော်ကြားဆုံးဖြစ်ရပ်တစ်ခုကတော့ကားစီငုတ်တင်မောကြီးရဲ့အဖြစ်ပြပါ1980ပြည့်နှစ်လောက်ကတည်းကဘန်ဂါကကားစာရေအောင်မြုပ်နှံသွားမယ်။ကဘာကြီးတစ်ခုလုံးကငိုကြွေးရလိမ့်မယ်လို့လူတွေကိုသတိပေးခဲ့ပါတယ်။အဲဒီချိန်တုန်းကလူအများစုကဘန်ဂါပြောတဲ့ကားကရုရှားနိုင်ငံကကားမျိုးကိုရည်ညွှန်းတယ်လို့ထင်ခဲ့ကြပြီးဒီဟောကိန်းကတော့မဖြစ်နိုင်ဘူးလို့ညင်းပယ်ခဲ့ကြပါတယ်။နောက်နှစ်20ရဲ့ကြာမှာတော့အမှန်တကယ်ဖြစ်ပျက်လာခဲ့တယ်ခင်ဗျ။2000ပြည့်တဲ့အောက်တိုဘာမှာရုရှားရဲ့နျူကလ িয়ার စွမ်းအင်သုံးရင်ကုန်တင်မောကားဟာဗိုင်းရပ်စ်စီးမှာစီးရဲလေကျင်းမှုတစ်ခုတွင်ကြီးမားတဲ့ပေါက်ကွဲမှုတွေကြောင့်ပျက်စီးခဲ့ရပါတယ်။ပေါက်ကွဲမှုတန်ကြောင့်လူအများအပြားသေဆုံးခဲ့ပြီးရရှိတဲ့သူတွေဟာရင်ကုန်တင်မောအပြတ်ထဲမှာဖိပြီးနေခဲ့ကြရပါတယ်။ကယ်ဆယ်ရေးကြိုးစားမှုတွေမအောင်မြင်ခဲ့ပေတဲ့တင်မောသား118ဦးစလုံးအသက်ဆုံးရှုံးသွားခဲ့ရပါတယ်။ဘန်ဂါရဲ့ဟောကိန်းကမြို့နယ်မယ်ကိုမဟုတ်ဘဲနဲ့ရင်ကုန်တင်မောနယ်မယ်ကိုအတိအကျကြီးရည်ညွှန်းထားနိုင်ခဲ့တာကြောင့်ဒီအားကပဲလူအများကိုထိတ်လန့်သွားစေခဲ့ပါတယ်။ဒီဖြစ်ရဟာဘန်ဂါရဲ့အမတ်တရားဖြစ်လာခဲ့ပြီးသူမရဲ့တခြားဟောကိန်းတွေထဲမှာလည်း9/11တိုက်ခိုက်မှုဂျပန်ငလျင်နဲ့သမုဒ္ဒရာရေလမ်းကြီးတွေနဲ့ပတ်သက်တဲ့အဖြစ်အပျက်တွေကိုကြိုတင်ဟောကိန်းထုတ်နိုင်ခဲ့တယ်လို့ဆိုကြပါတယ်။ဒါပေမဲ့သူမရဲ့ဟောကိန်းတိုင်းကိုအထူးကြမှန်ကန်တယ်လို့တော့အားလုံးကလက်မခံကြသေးပါဘူး။တချို့သောပညာရှင်တွေကဘန်ဂါဟာဝေဝါးပြီးရေပူရချတဲ့ဟောကိန်းတွေကိုပဲဟောလေးရှိပြီးဒါကိုပဲလူတွေကတစင်စကားတစင်နားနဲ့ချဲ့ကားပြောဆိုရင်အခုလိုဖြစ်ရတွေဖြစ်ပြလိုက်ခြင်းနဲ့တို့တော့တပြေးပြေးစကားကိုကားတဲ့ကောင်းအောင်လုပ်ကြံပြောဆိုလာကြတာကြောင့်လို့ဝေဖန်ကြပါရီ။ဒါပေမဲ့ gas ဖြစ်ရလို့အတေးလင်းသွေးထွက်အောင်ကန့်ညီနေတဲ့အချိန်တွေမှာတော့သူမရဲ့စွမ်းရည်ကိုလိုအပ်စမ်းကြမှုတစ်ခုအဖြစ်တမိုင်းမှာကျန်ရစ်စေခဲ့ပါရီ။ဘန်ဂါရဲ့နောက်ထပ်ထင်ရှားတဲ့ဟောကိန်းတစ်ခုကတော့2010ခုနှစ်စက်တင်ဘာ17ရက်နေ့ကအမေရိကန်မှာဖြစ်ပွားခဲ့တဲ့တိုက်ခိုက်မှုကြီးပါပဲ။သူမဟာတမန်ငါကြီးတွေအမေရိကကိုထိုးစစ်ဆင်လိုက်မယ်လို့ကြိုတင်ဟောကိန်းထုတ်ခဲ့ပါရီ။သူမရဲ့စကားကနားလည်ရခက်ခဲတာမလို့ဘာကိုဆိုလိုမှန်းလူတွေကမသိခဲ့ပါဘူး။နောက်ဆုံးဒီစကားကို9/11မှာလေယာဉ်စီးရင်20နဲ့ World Trade Center အဆောက်အဦတွေကိုဝင်တိုက်ခဲ့တဲ့ဖြစ်ရပ်နဲ့ဆက်ဆက်ကြီးကြရင်းနဲ့မှဘန်ဂါဆိုလိုတဲ့အဓိပ္ပာယ်ကိုဖော်ထုတ်နိုင်ခဲ့ကြပါရီ။ဒီတိုက်ခိုက်မှုဟာကမ္ဘာလုံခြုံရေးမူဝါဒတွေကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပြီး21ရာစုရဲ့စစ်ပွဲတွေကိုအစပြုပေးခဲ့ပါရီ။ဘန်ဂါရဲ့စွမ်းရည်ကိုတန်တရားရှိသူတွေကဒီဟောကိန်းကိုအတီးပြုဖို့ဝေဝါးကတ်ခဲလုံးတယ်လို့ညင်ကြပေမယ့်ဖြစ်ရတဲ့ဟောကိန်းရဲ့တိုက်ဆိုင်မှုကလည်းနောက်ထပ်တစ်ကြိမ်လူတွေကိုထိတ်လန့်သွားစေခဲ့ပါရီ။
ဒါပြင်အိန္ဒိယဝန်ကြီးချုပ်အန်ဒရီယာကန်ဒီလောက်ကျန်ခံရမှုကိုလည်းဗန်ဂါဂျိုတင်ဟောခဲ့တယ်လို့ဆိုပါတယ်။သူမကရွှေဝါရောင်နဲ့လေမုံရောင်ဝစ်စားစီရင်ထားတဲ့အမျိုးသမီးတဦးကန်ဆိုးမမောင်ကြားရောက်မဲလို့ဟောခဲ့တာပါ။1984ခုနှစ်အော်တိုဘာလ31ရက်နေ့မှာအန်ဒရီယာကန်ဒီဟာရွှေဝါရောင်တက်တန်တဲဝစ်စင်ထားခြင်းမှာပဲသူမရဲ့စစ်အဆောင်တွေလက်နဲ့တပ်ဖြတ်ခြင်းကိုခံခဲ့ရပါတယ်။အကြောင်းရင်းကတော့စစ်ကိုရန်တော်တွေဟာဂိုရန်ထံမဲ့စစ်စင်ရေးနဲ့ပတ်သက်ပြီးသူမရဲ့လောက်ကင်ပုံတွေကိုမကျေနပ်တာကြောင့်လက်စားချေခဲ့ကြတာပါ။သူမတည်ဆုံခဲ့ခြင်းကဝက်စားစီရင်မှုနဲ့သူမရဲ့တည်ဆုံနေတော့ဟာဘန်ဂါဟောခဲ့တာနဲ့ကိုင်းညီနေတာအကြောင်းပဲလူအများကဒါဟာသူမရဲ့စွမ်းရည်ကိုတတ်သိပြနေတဲ့အကောင်းဆုံးဖြစ်ရလို့ယုံကြည်လာကြပါတယ်။2004ခုနှစ်အိန္ဒိယသမုဒ္ဒရာဆူနာမီကပ်ဘေးကိုလည်းဘန်ဂါကကြိုတင်ဟောကိန်းထုတ်ခဲ့ပါသေးတယ်။သူမရဲ့နောက်လိုက်တွေပြောပြချက်အရဘန်ဂါကဒီနေ့မှာကြီးမားတဲ့လိုင်းကြီးတွေကဂန်ယိုရန်ဒေသတွေကိုဝါမျိုးလိမ့်မယ်။ပျက်စီးမှုတွေအများအပြားဖြစ်လိမ့်မယ်လို့သတိပေးခဲ့တာပါ။2004ဒီဇင်ဘာ26ရက်မှာတော့ငလျင်ကြီးနဲ့တူဆူနာမီလိုင်းလုံးကြီးတွေဖြစ်ပေါ်လာပြီးနိုင်ငံပေါင်း14နိုင်ငံကလူပေါင်း2သိန်းကျော်တည်ဆုံခဲ့ရပါတယ်။ဒီဖြစ်ဟာဗန်ဂါရဲ့ကပ်ဘေးဟောကိန်းနဲ့ထပ်ထူကျနေတာအကြောင်းပဲသူ့ကိုယုံကြည်သူတွေပိုပြီးတိုးလာစေခဲ့ပါတယ်။ဒီဟောကိန်းတွေအားလုံးကိုကြည့်ရင်တော့ဗန်ဂါသမိုင်းတွေမဲ့ဖြစ်ရတွေကိုကြိုတင်မဲ့မြင်နိုင်ခဲ့သလားဒါမှမဟုတ်ဖြစ်ပြီးမှပဲလူတွေကပဲတမင်ချေကအတိတ်ပဲကောက်ယူကြရလားဆိုတာကိုစဉ်းစားစရာဖြစ်စေပါတယ်။ဒါပေမဲ့ကတ်ဖီယာ 9/11 အန်ဒရီယာကန်ဒီလောက်ကျန်ခံရမှုဆူနာမီကပ်ဘေးတို့လိုတီးကြတဲ့အချိန်နဲ့ဖြစ်ရတွေကတော့သူမရဲ့ကန်တွေနဲ့ဒဏ္ဍာရီဆန်ဆန်ဇလန်းကိုပိုပြီးထင်ရှားစေကြတာကတော့ညင်လို့မရနိုင်ပါဘူး။ဘာဘာဖန်ကိုင်းဟောကိန်းတွေဟာစောနာကသမိုင်းဖြစ်ရတွေထက်ပိုကျယ်ပြန့်ပါသေးတယ်။တကယ်တော့သူမဟာလူသားတွေရဲ့အနာဂတ်ကိုပါဟောကိန်းထုတ်ခဲ့သူပါ။2025ခုနှစ်မှာအိုယောပါဖို့စစ်ပွဲကြီးတွေစတင်လိမ့်မယ်ဆိုတဲ့အကြောင်းဒီစစ်ပွဲကလူသားယဉ်ကျေးမှုရဲ့ဥတီချက်ကိုပြောင်းလဲသွားစေလိမ့်မယ်ဆိုတဲ့အကြောင်းစသဖြင့်သူမကကြိုတင်နမိတ်ဖတ်ခဲ့တာပါ။အခုချိန်မှာရုရှားနဲ့ယူကရိန်းစစ်ပွဲနေတိုးနိုင်ငံတွေရဲ့စစ်ရေးတိုးချဲ့မှုဥရောပရဲ့အကြက်တဲတွေနဲ့အတူနိုင်ငံရေးပြည်ပခါတွေကဒီဟောကိန်းကိုပိုပြီးစိုးရိမ်စရာဖြစ်လာစေပါတယ်။စစ်ရေးပညာရှင်တချို့က2025ကမ္ဘာအင်အားကြီးနိုင်ငံတွေကြားဘရာဇီးဝါအစားထိုးစစ်ပွဲတွေပုံမပြင်းထန်လာနိုင်တဲ့အချိန်လို့လည်းသတိပေးထားကြပါတယ်။ဒါ့အပြင်2025မှာနည်းပညာတကိုးတွေကြီးထွားလာပြီးလူသားတွေဟာစိတ်တကိုးသုံးရင်းတယ်လီပသီနည်းနဲ့ဆက်သွယ်နိုင်လာမယ်လို့လည်းတန်ခါကပေါ်ပြခဲ့ပါတယ်။အရင်ကဆိုရင်တော့ဒါကိုမဖြစ်နိုင်ဘူးလို့ထင်ကြရမှာပေမဲ့အခုကမှ Elon Musk ရဲ့ Neuralink လို့အုံနောက်နဲ့ဆက်တွေချိတ်ဆက်တဲ့နည်းပညာ Brain Matching Interface မတားရဲ့ AI မျက်မှန် Project နဲ့ဆက်ရာဂျပန်သိပ္ပံပညာရှင်တွေရဲ့အတွေးကိုစာသားအဖြစ်ပြောင်းလဲနိုင်တဲ့ AI စနစ်တွေပေါ်ထွက်လို့လာနေပါပြီ။2023ခုနှစ်မှာ University of California ကသုတေသီတွေကအုံနောက်လိုင်းတွေကိုအတန်အဖြစ်ပြန်လည်ထုတ်လုပ်နိုင်တဲ့နည်းပညာကိုစမ်းသပ်အောင်မြင်ခဲ့ပါတယ်။ဒါကြောင့်ဗန်ဂါရဲ့ Telepathy ဟောခဲ့ရာ Sci-Fi မဟုတ်တော့ဘဲသိပ္ပံနဲ့အဝေးကြီးမှလည်းဆက်လက်မရှိနေတော့ပါဘူး။မမဗန်ဂါရဲ့စီးပွားရေးဟောကိန်းတွေကလည်းစိတ်မသက်သာစရာပါပဲ။သူမကြိုတင်ပြောခဲ့တာကအမေရိကန်ဒေါ်လာဟာကမ္ဘာငွေကြေးအဖြစ်ကနေကျဆင်းလာပြီးငွေကြေးအကျပ်တဲတွေဖြစ်ပေါ်မယ်။ဒီလိုနဲ့ကမ္ဘာစီးပွားရေးကိုပြန်လည်ပုံသွင်းလိမ့်မယ်ဆိုတာပါပဲ။2023ခုနှစ်မှာ BRICS နိုင်ငံတွေဘရာဇီး၊ရုရှား၊အိန္ဒိယ၊တရုတ်၊တောင်အာဖရိကကဒေါ်လာအစားသူတို့ရဲ့ဒေတာရင်းငွေကြေးတွေနဲ့ကုန်သွယ်ဖို့သဘောတူညီချက်တွေလှုံ့ဆော်နေတာ။ကမ္ဘာဘဏ်ရဲ့ခန့်မှန်းချက်အရ2024မှာကမ္ဘာစီးပွားရေးနှေးကွေးလာနိုင်တာတွေကဗန်ဂါရဲ့ဟောကိန်းနဲ့ကိုက်ညီနေပါတယ်။ဒါ့အပြင်ဓာတ်ခွဲခန်းမှာလူအင်္ဂါတွေထုတ်လုပ်လာနိုင်မယ်။မကူသားနိုင်ဘူးလို့ယူဆထားတဲ့ယောဂတွေအတွက်ကုသမှုဒီလန်တွေပေါ်ထွန်းလာမယ်လို့လည်းဗန်ဂါကဟောခဲ့ပါတယ်။အခုခေတ်မှာဆဲပြန်လဲမုံမှန်ကြီး Regenerative Medicine နဲ့ဗီဇပညာရေးမှာတိုးတက်လာမှုတွေကြောင့်ဥပမာ2022ခုနှစ်မှာအမေရိကန်သိပ္ပံပညာရှင်တွေကဝက်ရဲ့အသေးကိုလူသားဆဲတွေနဲ့ပေါင်းဆက်ပြီးလူကနာကိုလက်ခံနိုင်အောင်လုပ်ပေးလိုက်နိုင်တဲ့အောင်မြင်မှု CRISPR Gen Editing နည်းပညာသုံးပြီးသွေးကင်ဆာကိုကုသနိုင်တဲ့အချက်တွေကဗန်ဂါရဲ့ဟောကိန်းကိုအတိုင်းအတာတစ်ခုထိအထောက်အကူပြုနေပါတယ်။အထူးဆုံးဟောကိန်းတစ်ခုကတော့2025မှာလူသားတွေကကမ္ဘာပြင်ပဂျိုသားတွေနဲ့ဆက်သွယ်လာနိုင်မယ်ဆိုတဲ့အချက်ပါ။ဗန်ဂါပြောခဲ့တာကစကြဝဠာရဲ့လိုအပ်ချက်တွေဒီထက်ပိုပွင့်လင်းလာပြီးလူသားတွေဟာအရင်ကလိုတယောက်တည်းမဟုတ်တော့ဘူးဆိုတဲ့အချက်ကိုသိချကြီးရည်ညွှန်းခဲ့တာပါ။ NASA ရဲ့ James Webb Space Telescope ကကမ္ဘာနဲ့ဆင်တူတဲ့ exoplanet တွေကို2023မှာရှာဖွေတွေ့ရှိခဲ့ပြီးAustralia သိပ္ပံပညာရှင်တွေကကမ္ဘာမြေပြင်မှာအသက်ရှင်နေနိုင်တဲ့သက်ရှိတွေရဲ့အမှတ်အသား Biosignature ကိုစူးစမ်းနေတာတွေကဒီဟောကိန်းကိုအားဖြည့်ပေးနေပါတယ်။ဒါပြင်2023ခုနှစ်မှာ American Congress က UFO တွေနဲ့ပတ်သက်တဲ့အထောက်အထားတွေကို public ထုတ်ပြပြီးအစီရင်ခံစာတစ်စောင်အဖြစ်တင်သွင်းခဲ့တာကလည်းကျွန်တော်တို့ကမ္ဘာနဲ့ဂျိုသားတွေရဲ့ဆက်ဆံမှုကိုပိုပြီးစိတ်ဝင်စားလာစေခဲ့ပါတယ်။ဘာဘာဗန်ဂါချန်ရထားပြီးခဲ့တဲ့ဟောကိန်းနမိတ်တွေကြားကျွန်တော်တို့နောက်မျိုးဆက်ရဲ့ယုံကြည်မှုနဲ့တန်တရားတွေဟာစိတ်ဝင်စားဖွယ်အငြင်းပွားမှုတွေကိုဇဲစုနှစ်နှစ်ခုထက်မကဆက်လက်ဖြစ်ပေါ်စေနေပါတယ်။သူ့ကိုယုံကြည်သူတွေကသူမဟာလူသားတွေမသိနားမလည်နိုင်တဲ့အတိညာဉ်စွမ်းအားမျိုးကိုပိုင်ဆိုင်ထားတယ်လို့ခံခံမမယုံကြည်ကြသလိုဝေဖန်သူတွေကလည်းသူမရဲ့ဟောကိန်းအများစုဟာချဲ့ကားလာရာကနေမတူတူအောင်တင်းညှိနေရင်းကဖြစ်လာတာလို့ဆိုကြပြန်ပါတယ်။ဒါပေမဲ့နှစ်စဉ်နှစ်တိုင်းကမ္ဘာပေါ်မှာအထင်ကြီးဖြစ်ရကြီးတစ်ခုဖြစ်တာနဲ့သူမရဲ့စကားလုံးတွေကပြန်လည်အသက်ဝင်လာကြပြီးလူတွေကိုဒိုလောဖြစ်စေတာတော့အမှန်ပါပဲ။ဒီအခြေအနေကပဲကျွန်တော်တို့ကိုအနာဂတ်ကိုကြိုတင်သိရှိနိုင်မှုရဲ့အကန့်အသတ်ပေါ်မေးခွန်းထုတ်စေခဲ့ပါတယ်။
သိပ္ပံနဲ့ဝိညာဉ်ရေးရာကြားဆက်ကြ2023ခုနှစ်မှာဂျာမနီနိုင်ငံကသူတေသီတွေကဗန်ဂိုင်းဟော်ကိန်းတွေကိုစနစ်တကျလေ့လာခဲ့ပြီးသူမရဲ့အတည်ပြုခံရတဲ့ဖြစ်ရပ်တွေကိုအမတ်တမဲ့ထိတ်တိုက်တုံးမှုအပရိုဖနီးယားနဲ့ရှင်းပြခဲ့ပါတယ်ရုရှားနဲ့ဘူဂယ်ရီးယားမှာတော့သူမကိုဂုဏ်ပြုတဲ့ပြတိုက်တွေရုပ်တုတွေကို2010ပြည့်တက်ကလေးကတည်ဆောက်ခဲ့ပြီးနေ့စဉ်လာရောက်တဲ့ဘက်သူပေါင်းတန်းချီရှိလို့နေပါတယ်ပရိသတ်တွေရဲ့ယုံကြည်မှုနဲ့ဝေဖန်မှု2024ခုနှစ်စစ်တမ်းတစ်ခုအရတော့ဘူဂယ်ရီးယားနိုင်ငံသား40ရာခိုင်နှုန်းကဗန်ဂိုင်းရဲ့စွမ်းရည်ကိုအမှန်တကယ်ရှိတယ်လို့ယုံကြည်နေဆဲဖြစ်ပြီး30ရာခိုင်နှုန်းကတန်တရားရှိကကျန်30ရာခိုင်နှုန်းကတော့မှတ်ချက်မပြုဘဲထားကြပါတယ်။သူမရဲ့ဟော်ကိန်းတွေကိုစာအုပ်ပေါင်း100ကျော်နဲ့ရုပ်ရှင်ဇာတ်လမ်းအတွင်း20ကျော်မှာကိုကဖော်ပြခဲ့ပြီး2023ခုနှစ်ကရုရှားရဲ့ဗန်ဂလီယာဇာတ်လမ်းအတွင်းဟာဂျေရှုသူတန်းချီရှိခဲ့ပါတယ်။နေကုန်းချုပ်အနေနဲ့ကတော့ဗန်ဂါဟာ prophet ပြုသူလားဒါမှမဟုတ်လူတဘာဝနဲ့အချိန်ကိုကောင်းကောင်းဖန်နိုင်သူလားဆိုတာကိုတော့တမိုင်းကသာဖြေပေးနိုင်မှာပါ။ဒါပေမဲ့သူမရဲ့ဇာတ်လမ်းဟာလူသားတွေရဲ့မသိနိုင်တဲ့အနာဂတ်ကိုစူးစမ်းလို့စိတ်ကြောက်ရွံ့မှုနဲ့မျှော်လင့်ချက်တွေကိုရောင်ပြန်ဟပ်နေစေပါပဲ။သူမဟောခဲ့တဲ့2025ခုနှစ်ဟာကြုံရမယ့်စိန်ခေါ်မှုတွေဤပညာတွေနဲ့စကြဝဠာရဲ့အပြေရှာမရတဲ့ဗေဒိတွေကိုတည်ဆောင်လာအောင်ပါပါ။ဒါကိုကြိုတင်သိကျင်တဲ့စိတ်မယုံကြည်နိုင်တဲ့စိတ်တွေနဲ့အတူဗန်ဂိုင်းအမတ်တရားတွေဟာလူသားတွေရဲ့စိတ်ကူးစိတ်တန်းတွေမှာတော့အမြဲရှင်သန်နေမှာပါဗျာ။ကဲဒီနေ့တော့ဒီလောက်ပါပဲ။နောက်ရမှပြန်တွေးကြတာပေါ့ခင်ဗျာ။အစိုးရကြည့်မိခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။